နောက်ဝိညာဉ်နဲ့ကိုးကွယ်တာဘာပြောချင်ကျွန်တော်စိတ်နှလုံးအကျွမ်းမဲ့နဲ့စိတ်ဝိညာဉ်ပေါ့ပြောမယ်စိတ်ဝိညာဉ်ကပ်လို့ကိုးကွယ်အစိတ်ဝိညာဉ်ကပ်တာဘယ်လိုလဲဆိုရင်ကိုယ်စွမ်းရှိတဲ့မြန်ဉာဏ်စွမ်းရှိတဲ့မြန်နှလုံးသားအကျွမ်းမဲ့ကိုယ်ကနှလုံးသားအကျွမ်းမဲ့စိတ်ဉာဏ်စွမ်းရှိတဲ့မြန်ဘာလဲဆိုရင်ဘာလဲဘုရားခင်ကိုဆုတောင်းတဲ့အခါတော့ဘုရားခင်ကိုကြီးစုကိုချီးမွမ်းတဲ့အခါမှာတော့ဘုရားခင်ကိုတေးချင်းနေဆိုအသက်တော်ချင်းစာလံချင်းနဲ့ဆိုတော့ဘုရားရဲ့ရှေ့မောက်ကိုကိုးကွယ်တဲ့အခါမှာနှလုံးသားအကျွမ်းမဲ့လို့ပြောတဲ့အခါမှာစိတ်နှလုံးသားအကျွမ်းမဲ့လို့ပြောတဲ့အခါမှာကြံတဲ့အကြောင်းအရာတွေကိုသူ့ရဲ့အုံနောက်အသွေးခေါ်သူ့စိတ်နှလုံးသားမှာထည့်မထားတော့ဒီဘုရားကိုကိုးကွယ်တဲ့အချိန်မှာဘုရားနဲ့အချိန်ယူတဲ့အချိန်မှာဘုရားကိုဆုတောင်းတဲ့အချိန်မှာသူ့ရဲ့ focus သူ့ရဲ့အာရုံစိုက်မှုသူ့ရဲ့ဘယ်လိုပြောမလဲဒီစိတ်ဝင်စားမှုစိတ်အားထက်သန်မှုဒီထုတ်တဲ့အားလုံးက 100% God ဖရာသခင်ကိုပဲသူကစိတ်နှလုံးအကျွမ်းမဲ့အာရုံစူးစိုက်ထားတာကစိတ်နှလုံးအကျွမ်းမဲ့ကိုးကွယ်တာလို့ပြောတာကြားရင်အဲ့လိုလိုချင်တာစုတောင်းနေမှာသူ့ကိုအာရုံအပြည့်ထားတာသူ့ကိုတချင်းနဲ့ကိုးကွယ်ချီးမွမ်းတော့မှာအဲ့တချင်းတိုင်းသူ့ကိုအာရုံအပြည့်ပြီးတော့သူ့ရဲ့ကောင်းမြတ်ခြင်းကိုပဲကိုယ်ကလက်မြောက်တဲ့အခါမှာသူ့ရဲ့ကောင်းမြတ်ခြင်းကိုစဉ်းစားတာသူ့ရဲ့ကောင်းမြတ်ခြင်းကိုတွေးပြီးတော့ပြောတာသူ့ရဲ့ကြီးမြတ်ခြင်းကိုပြောတာဒါကနှလုံးသားအကျွမ်းမဲ့နဲ့ကိုးကွယ်တာအဲ့လိုလူကိုတဲ့ဘုရားခင်ကရှာဖွေတာThe night was young, he packed his bags and took off. Left the note on top of the table, illustrating his faults. It seemed like every time that he took a right, it was wrong. It's hard to